Hello မင်္ဂလာပါရှင်မရှိမှာစပွဲအဝိုင်းလေးဒီမနေ့ရောက်ထားတယ်เนาะတအားလှလို့ကွာမရိုက်ပြပေးလိုက်ပါတယ်เนาะပုံမှန်ဆိုရင်စပွဲအဝိုင်းဆိုလို့ရှိရင် line ပေါ်မတင်ဖြစ်ဘူးပေါ့เนาะလောကနေဝေးဆိုလည်းမပို့ပေးဖြစ်ဘူးဒါလေးတွေကအထီးခိုက်မခံလို့ပေါ့เนาะဒါပေမဲ့အခုကအရန်လဲလှတယ်ဟွာသလားအလျား12လမရှိတယ်အနည်းက9လမရှိတယ်ဟိုကမျက်နှာပြင်အသားဆိုလို့ရှိရင်ကြည့်လိုက်တော့မတို့အကမပါဘူးကုတ်သားဝင်ပါကွာတော့ကနှစ်ကြီးသားကြီးလုပ်ပေးထားတယ်ကွာတော့စစ်နေတုံးလို့ပြင်မရုပ်စုံလို့တုံးတဲ့အသားမျိုးကြီးပဲမတို့လုပ်ပေးထားတယ်ကွာစီးသားဆိုလို့ရှိရင်လည်းထူလေးပေါ့နော်ဟိုကတစ်စင်းနေနဲ့တော်တော်လှတယ်ကွာသလားပုံမှန်ဆိုလို့ရှိရင်ဒါတွေကဒီမှာပဲရောင်းတာနော် line ပေါ်တင်ပြီးမရောင်းဘူးစပွဲတွေကတချို့ကြတော့လေဒါလေးလာမေးကြတယ်ကွာဒါမှမပို့ဖြစ်ဘူးပေါ့နော်နောက်တစ်ခုတစ်ခုချင်းစီရိုက်ပြထားတယ်တော်လှရဒါလေးဆိုလှိုင်းလိုပုံစံလေးတက်စင်းလေးတွေကဒါဆိုလို့ရှိရင်လေလှိုင်းလိုပုံစံလေးပဲတက်စင်းလေးတများတယ်ကွာတစ်စင်းပါတဲ့ဟာကြီးတစ်မာရဲ့အသားများတယ်ပေါ့နော်တခုံကြီးစီရိုက်ပြပေးတာသူလားခုံတိုင်းလိုအရန်လှပါတယ်အဲ့တော့စပွဲလေးရှာနေတယ်ဆိုလို့ရှိရင်ဒီတသုံးထဲရပြီးရအောင်ယူထားနော်တော်လေးကိုလှလို့ပါရှင်အားလုံးကျေးဇူးတင်ပါတယ်